ပေါင်တန်း150ရမှာဒါလီဗာပူးစင်လက်လွတ်ပါမယ်ဆိုတဲ့ကစားသမားပေါ့နော်ဟုတ်ပါတယ်ဒါ3 Florian Wirtz ကိုတန်း150ပါတပြားမှမလျှော့နိုင်ပါဘူးတဲ့ဒီချိန်မှာဒါမန်စီးတီးကနောက်ဆုတ်သွားခဲ့ပြီဒါလီဗာပူးကပဲဒါကြောင်းဝင်ပြီးတော့ညှိနှိုင်းတဲ့အခါမှာဒါလီဗာပူးနဲ့ကစားသမားကဒါပုဂ္ဂိုလ်ရဲ့အဆင်ပြေမှုတွေရှိသွားခဲ့ပြီပေါ့နော်ဒါလီဗာပူးစင်အနေနဲ့ကတော့လုံးဝဒါမရဘူးပေါ့နော်အခုလောဆယ်လေးဒါပေါင်တန်130အထိဒါပေးရခဲ့ပြီးပါပြီဗျာဒါကိုလည်းဒါထပ်မံပြီးတော့ပယ်ချသွားခဲ့တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်အထင်ကတော့ဒါဆိုပေါ်စလိုင်းရဲ့ခြေစွမ်းကတာမန်အဆင့်လောက်ပဲရှိတဲ့အတွက်ကိုဒါသူ့နေရာကိုလည်းဒါအစားထိုးပြီးသားဖြစ်မယ်သူနဲ့ဒါနေရာရှင်းလို့လည်းရတယ်ပေါ့နော်နောက်ဆုံးပြတည့်မှာလည်းမော်မက်ဆာထွက်ခွာသွားတဲ့အချိန်မှာဆိုလို့ရှိရင်ဒါမော်မက်ဆာလိုင်းနေရာကိုလည်းဒါဆင်းစောလို့ရတဲ့ကစားသမားဖြစ်တဲ့အတွက်ကိုဒါတေချာကိုဒါအမျှော်မြင်ရှိနေတာကျိုးပန်းနေရလို့ပြောလို့ရတယ်ဒီနေရာမှာဒါကစားသမားကမရောက်သေးတဲ့ပြဿနာတွေအများကြီးဆောင်လာပြီပေါ့နော်ဘာလို့ဆိုတော့သူကဒါနံပါတ်10ကိုလိုချင်တာပါတဲ့ဒါတော့ဟုတ်ပြီနံပါတ်10ကိုဘာလို့လိုချင်တာလဲဆိုတော့ပေးလို့လည်းမရဘူးဗျာတိလည်းထွက်မှကျတော့ Manchester လည်းအသင်းမှာဒါခြေစွမ်းပြနေတဲ့ကစားသမားတွေဗျာတိတယ်မလားဒီတော့ကိုဒါ Fanny နဲ့ပေးလို့ရှိရင်ဒါ Manchester ကိုရှင်းနေပါမလားဒါ Family လုံးဝလိုမျိုးကွာတဲ့မှာ Mohamed Salah ကိုတွေ့နံပါတ်ပေးစောခဲ့တယ်လို့မျိုးသဘောထားကြီးနိုင်ပါမလားအဲ့လိုမျိုးပေးစောလို့ဒါခြေစွမ်းပြနိုင်ပါမလားဆိုတာဒါအများကြီးစဉ်းစားရတွေဖြစ်နေရပါတော့အဲတချို့ကြောင့်လည်းဒါ Manchester ဟိုလေကွင်းလေအဖြစ်နေမှာ sorry အတွက်ကိုနံပါတ်6ကိုပဲဝတ်ကစားပြီးတော့နံပါတ်10ကိုပေးတဲ့ဆိုတဲ့လူတွေရဲ့အမြင်လည်းရှိရပါတော့ okay ဒါခင်ဗျားတို့ဘယ်လိုမြင်လဲတကယ်ပဲ Florian Wirtz ကဒါတန်း150တန်လားပြီးလို့ရှိရင်နံပါတ်10ကိုဒါပေးတဲ့လားဆိုတာအောက်မှာဝင်ဆွဲသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်